ကေတနဲ့ကိုမြရွှေပါဗျာမွေးကလေးကဆင်းရဲလာတဲ့ကောင်ဒုက္ခကိုမွေးကလေးကအပေါ်လှုပ်လာလို့ဒုက္ခဟာကျုပ်အတွက်အားကြီးဖြစ်နေပါပြီထရံပြုတ်နဲ့တဲကုတ်တွေကြားမှာကြည်ကွဲတန်းညင်းညူတန်းအန်ကျိတ်တန်းတက်ခောက်တန်းကျုံးဝါးတန်းတွေဟာကြားရလွန်းလို့ရိုးတောင်နေပါပြီဗျာရှုပ်ပွားမွန်းကြဆင်းရဲသားအရက်မှာနေလာတာမို့ကျွေးထူမဘူးတန်းထူမရဖြစ်လာတာကိုဆိုလိုတာကကိုမြတ်ဟုတ်တယ်လေလူဟာဖန်ဆင်းသမျှငုံခံရေးလားကံတာအမိကံတာအဖလားဟိုဒီတရားတွေကိုကျုပ်လုံးဝမယုံပါဘူးလူဆိုတာယုံရင်ကံရင်ရင်ဆိုင်ရင်နဲ့တနေ့အလင်းရောင်တွေ့လာလိမ့်မယ်လို့ကျုပ်ယုံကြည်တာပါလူဟာတိုက်ခိုက်ရေးသမားပါဗျာညှော်လင်းခြင်းနဲ့အသက်ရှင်နေပဲဆိုတော့တခုပဲစိတ်နာစရာကောင်းတယ်ဇမင်စောနံပါတ်ညနံပါတ်နာကြီးနံပါတ်ကားတွေကပုံစံအမျိုးမျိုးပြောင်းပြီးဥဝိဇာရလမ်းပေါ်မှာမောင်းသွားကြတယ်စီးသွားကြတယ်ကျုပ်တို့ဘဝကတော့မွဲမြဲပဲဒီအခက်ခဲတွေပြဿနာတွေဟာခမည်းတယောက်တည်းတိမ်တောင်နဲ့ရင်ကုန်ပြီးခံနေရတာမဟုတ်ပါဘူးခင်ဗျာရွှေလူတိုင်းအိမ်တောင်တန်းပေါင်းများစွာတော့ဆင်းရဲသားတွေအမှန်တည်းခါးစီခံစားရင်ဆိုင်ဖြည့်ရှင်းနေရတဲ့အရာတွေပါဒါပေမဲ့လူအစိပ်ပိုင်းတစ်ခုဟာအလုံးမလုံးပဲစားမကုန်တောက်မကုန်ဖြုံးမကုန်အောင်ပေါ်များကျွယ်ဝနေပြီးတော့လူအစိပ်ပိုင်းတစ်ခုဟာအလုံးလုံးပါရက်နဲ့မနဲ့စာညစာရှာရင်စာရင်ရှာရင်နဲ့မဝရေစာဖြစ်နေရတာအရင်ကပြဿနာဘာလဲဆိုတာဒီနေ့အထိအဖြေရှာမရဘူးရှင်းကုသိုလ်ချင်းမတူကြလို့လားဟိုအဲ့ဒါကျုပ်စိတ်ဝင်စားဘူးကျုပ်စိတ်ဝင်စားတာဗရေတရက်ခက်ကလူသက်တန်လျက်ကဂုတ်ပေါ်ဝဲနေတယ်ဒီနေ့ကျတော့လူသက်မဲ့ကုံစင်းနှုံးကခမည်းတော်ကျုပ်တို့ဂုတ်ပေါ်မှာဝဲနေတယ်ဒါကြောင့်ကုံစင်းနှုံးတစ်ခါတဲ့တိုင်းရင်ဝကိုဓာလှန်နဲ့ထိုးစိုက်ခံရတယ်လို့ခံစားနေရတယ်ဒါခမည်းတယောက်တည်းပြဿနာမဟုတ်ပါဘူးဗျာအဲ့ဒါကြောင့်ပိုခံစားရတာပေါ့ဗျာအမှန်ကကုံစင်းနှုံးကဆင်းရဲသားတွေအတွက်တစ်စေးလူချမ်းသာတွေအတွက်တစ်စေးသီးခြားစီဖြစ်တဲ့နေဗျာ来吧！啊，你们你စူးစူးညံ့ညံ့နဲ့အဲ့ဒါဘာဖြစ်တာလဲဗျာကိုဘတ်တော်သားလေးဗျာမျိုးတွေကတိုက်ခန်းတစ်ခန်းကိုဖောက်ထွင်းရမှာပါဝင်ပတ်သက်တယ်ဆိုပြီးတော့ရက်ွက်ကောက်စီနဲ့ရဲတွေကပူးပေါင်းပြီးဖမ်းဆီးလိုက်တယ်ဆိုလားဗျာတွေ့လားကိုသိဆွေဘာကိုလဲဗျာမီးတကမီးထဲမှာဘယ်မီးအပူဆုံးထင်တယ်လဲလေစာရောင်ကြီးကထွက်တဲ့မီးလားမဟုတ်ဘူးဝင်းမီဗျသိလားဝင်းမီကိုရွှေဘာလဲအကြီးကောင်ရောအလက်မရောကလေးတွေအားလုံးအပြင်သွားကုန်ကြပြီလीဒီတော့ကိုရွှေနဲ့စိန်ညွန့်တို့အေးစစ်စစ်မနေရတာကြားပြီနော်ဟုတ်တယ်လေကိုဘဝကနေ့ရေနံတော့ကြုံရလို့ညတရဝံအလုပ်ဆိုတော့အေးဆေးဆေးနေရတဲ့ဘဝမှာမဟုတ်တာဟုတ်တယ်ကိုရွှေကြည့်ရတာအေဝရက်တောင်ကိုပြေးဆင်းလိုက်ပြေးတက်လိုက်လုံနေတဲ့လူလိုမြင်ရတာမောလိုက်တာဝေးနေစမ်းမမိမရဲ့ဘာလို့လဲကိုရွှေရဲ့ကိုရွှေကိုစိန်ညွန့်ကနှိမ့်နေပေးမလို့ပါကျုံလီသေးကွေးအာဟာရဝေးတဲ့ကလေးတွေဝေးမှာဆိုလို့ဟိုကိုတို့ရဲ့အကျဉ်းသားလေးတွေကိုတဝက်စည်းချလိုက်ရအောင်အကျဉ်းသားလေးတွေကိုတဝက်စည်းချမယ်ဟုတ်လားကိုရွှေဟုတ်တယ်လူချမ်းသာတချို့ဟာစားမှုတောက်မှုနေမှုတတ်နိုင်တော့အချစ်တစ်ခုအသေးနှစ်ခုနဲ့ဟောက်ပြန်မှုမျိုးမိတ်လိုက်မှုမျိုးတွေကျင့်သုံးနေတဲ့အချိန်မှာတို့လင်မယားကဥပုပ်စောင့်နေတယ်ကိုရွှေကလည်းအဓိပ္ပာယ်မရှိတာဒါစီစားစီအားစီဖို့တွေမရှိခင်တော့အဓိပ္ပာယ်ရှိကိုရှိနေပါတယ်မိမရဲ့အမလေးဖျားစုပန်မင်းယောက်ျားကြီးရဲ့ဒီလောက်လည်းဖြစ်သေးမနေပါနဲ့လာစမ်းပါဩဒါကြောင့်မိမရဲ့ရင်ခွင်ဟာတန်ကိုတောင်အရေးကျိုးနိုင်တယ်လို့တင်စားကြတာပဲအဓိပ္ပာယ်ကဟောဒီသာကေတနေကိုမြရွှေကြီးလေစိတ်ညွန့်ရဲ့ရင်ခွင်နဲ့မှအရေးဖြိုးသွားလို့ပေါ့ဗျာဒီမိမ
နေခင်းအလုပ်ပြီးလို့ညခင်းညဆောင်တာဝန်ဝင်ရမယ်ဆိုတာတိသားနဲ့ဘယ်သွားနေတာပါလဲ ဟောကိုရွှေ ဟမ် အာမေအဲ့ဒါဘာတွေမြည်တွန်းတောက်တီးနေရတာလဲ နေပါဦးဇာတာတွေရက်ချုပ်တွေကင်ပြီးအဲ့ဒါဘယ်ကပြန်လာတာ စိတ်ညွန့်တို့တအိမ်လုံးကန်နေနေတဲ့ထင်းလို့ကိုရွှေအဲ့ဒါဘေးရင်ဆရာကြီးဦးဩပါကြီးဘေးရင်မင်းရင်ရေရချင်ရင်ဆိုပါတော့ပြီးတော့လေတိလားနတ်ကတော်ကြီးဒေါ်စောတင်ရှာလည်းပြင်လာခဲ့တယ်ကိုရွှေ မင်းသိမ့်မှားတယ်မိန်းမ စိတ်ညွန့်လား ဟုတ်တယ်လေ ဟမ် ဘဝပြဿနာဆိုတာဘေးရင်ဆရာတို့နတ်ကတော်တို့အားကိုးနေုံနဲ့မပြေလည်နိုင်ဘူးဟာဘေးရင်တို့နတ်တို့ဆိုတာကိုမယုံတဲ့လူတွေမေးတဲ့အလုပ်ပါ စိတ်ညွန့်တော့ကိုတောင်မြုံချင်လာဘူးကိုရွှေ ဟမ် ကိုရွှေတလောက်အလုပ်လုပ်တာတောင်တနေ့တခြားကျွေးတွေကပို့ထူလာတယ်ဆိုတော့ အရှင်အမျိုးမျိုးမလိန်နိုးနဲ့မျောကိုရင်ပူငတ်လာမှာဘေးရင်မေးစရာမလိုဆန်းကုန်မယ်လောကကြီးမှာ38အုပ်မန်းမှုတ်အုံခံယုံနဲ့အောင်မြင်မယ်ဆိုရင်ဓမြတခိုးဆိုတဲ့လူဒန်းစားတွေရှိနေပါဦးမလားလို့ ဒီတော့စိတ်ညွန့်စိတ်ပြက်ပါတယ်ကိုရွှေရဲ့စိတ်ညွန့်ဘာလုပ်ရမလဲ အပြက်တကအပြက်ထဲမှာစိတ်ပြက်တာအဆိုးဆုံးပဲဘာလို့ရမလဲဆိုရင်မောင်တထမ်းမဲတရွက်စိတ်ညွန့်နဲ့တန်တဲ့အလုပ်တစ်ခုရှားချင်းရှားခိုင်းကွာရိတ်ုံနေမကောက်ဘူးနင်ကိုတတ်ကိုပြရမယ်ကဲကွာဟိုအလုတ်သွားကနေဟိုဘက်ခန်းကရံဖြစ်နေကြပြီဆွဲဆိုင်ရမ်းစမ်းမအောင်သွား ကဲကိုထင်ဝင်းရေတော်ပါတော့ရှင်တော်ပါတော့တောင်းပန်ပါတယ်တောင်းပန်နေတဲ့ကြားရရှင်တော်ပါတော့တောင်းပန်နေတဲ့ကြားရဘယ်လိုဖြစ်လာတော့ကဲမလေးကဒီဘက်ကိုလာစမ်းပါဒီဘက်ကိုလာခဲ့စမ်းပါတောင်းပန်ပါတယ်ကိုထင်ဝင်းရေတောင်းပန်တယ် ဘယ်လိုဖြစ်ကြတာလဲဗျခမရတို့လင်မယား အလကားမိမပါဗျာယောက်ျားမသိအောင်နဲ့ခိုးပြီးလက်ထပ်လာတယ် ဖျားရီဘယ်လို ဒီလိုဗျဟုတ်တယ်မင်းလေးနဲ့ဆိုလားမင်းကြီးနဲ့ဆိုလားဗျာကျုပ်မသိအောင်ခိုးပြီးလက်ထပ်လာတယ်ဗျာ ကိုဗျာကိုထိန်ဝင်းကလည်းနတ်ဆိုတာကအငွေပဲသုံးဆောင်တာမှတ်လားဘာအပဲ့ပါတာလိုက်လို့ ဟိုဘာမလိုက်လားကျုပ်တော့နတ်ကကျုပ်ကိုမနာလို့လည်းမခံနိုင်ဘူးကျုပ်ကလည်းနတ်ကိုမနာလို့မသိချင်ဘူးဗျာကဲမင်းကြီးမနစ်လင်နတ်ကိုမနဲ့ဖန်တရင်စာမှာကွာရှင်းပြဆဲကြောင်းတွားခိုင်းကြတွားနတ်ဖာသာနတ်မနေပဲလူပြေလာပြီးကြာခိုးခြင်းသေးတာကိုနတ်တွေမှာကာမေတုမိစ္ဆာဇာရကမရှိလေရောသလားဟာတကယ်ကြီးမျက်ရွှေ ငါချင်းတင်းမောင်မင်းတင်းမောင်နော် အေးဟုတ်တယ်လေကွာငါအမြဲတမ်းပလင်းထောင်တဲ့တင်းမောင်ပါကွာဘာလဲမင်းမမှတ်မိကြအောင်ဆောင်းနေတာလား နေပါဦးမင်းကဘာလုပ်နေလဲ ငါဗဟုထုတယ်လေကွာမင်းသိတယ်မဟုတ်လား အေးမင်းတို့ဗဟုဆရာတွေကလည်းနိုင်ငံသားကိုမြမဗဟုပညာတင်ဖို့ရင်စားတာနေတယ်နဲ့တူတယ် အာအခုတလောကနိုင်ငံသားကိုဗဟုရုပ်တည်ဆောင်ဖို့အခက်ခဲလို့မစားပါတော့ဘူးတငယ်ချင်းဟာ ဟာဟိုဒါဆိုရင်မင်းတို့ဗဟုလုပ်ငန်းရက်နေရလား အာဘယ်ရက်ရမလဲတကယ်ချင်းတို့ဗမာပြည်မှာ38မိနစ်နတ်တွေရှိနေသဖြင့်နတ်ပုံတော်တွေမထုချင်မှအဆုံးအေးကွာအယူလွဲမှုကိုအားမပေးခြင်းပဲဝမ်းရည်အတွက်ဆိုတော့လေ ငါနားလဲပါတယ်တင်းမောင်ရနတ်မတယ်ဆိုတာမင်းတို့ဗဟုဆရာတွေမှာအစ်စ်ကွာသိလား အေးဟုတ်တယ်ကွာ နတ်ဆိုးကျိုးပေးနိုင်တယ်လို့ကောင်းကျိုးလည်းပေးနိုင်ပါလားအော်တင်းမောင်မင်းဟိုနတ်ကိုတက်မဲ့အယုတ်သာထုနော်တကိုးအိတ်တိပတ်တိတက်မပေးနဲ့ကွာတော်ကြမင်းမိမပါကောက်သွားအောင်မယ် မိမနင်ဒီနေ့ဘာလုပ်လာတယ် ဟာဒီမှာတွေ့လား ဟမ် ကျမလှုပ်အားနဲ့ရလာတဲ့ငွေ9ကျပ် ဟုတ်ပါပြီဟိုဒီငွေ9ကျပ်ကိုဘယ်လိုလုပ်ရလာတာ ကျမဒေါ်ရွှေကြီးစီကနေပြန်တို့ယူပြီးကီလီက9သဲပြီးတော့3ဈေးမှာရောင်းလာလို့မြက်လာတာတော့သိလား မြက်လာတာ ဟုတ်ပါ ဟုတ်လားအမြတ်ဒီအမြတ်အတွက်အချင်းချင်းလဲပင်လှီးကြလိန်ညာကြအမနာပပြောကြအသေးဖြက်ကြမှုသားဆိုကြရံဖြစ်ကြ ဘာလဲကိုရွှေစီညွတ်9ရောင်းတာကို
ကိုရွှေကသဘောမတူလို့လားပြောစမ်းပါဦး ဘာလို့နဲ့တို့မိမကငစိမ့်နယ်ဖြစ်သွားပြီကို ဘာလဲကိုရွှေကငစိမ့်တယ်လူထမ်းစားကိုအထင်သေးလို့လား ဒရဝံကငစိမ့်နယ်ကိုအထင်မသေးဝင်ပါဘူးတဲ့ဗျာကိုပြောပြီးမဟုတ်လားလို့ခိုးတာတိုက်တာလိန်တာမဟုတ်ပဲနဲ့ထမင်းရှာစားတဲ့အလုပ်အားလုံးကိုအထင်မသေးပါနော်